ဟုတ်မင်္ဂလာပါဗျာကျွန်တော်ကတော့ကျွန်တော်နာမည်ကတော့ဦးတောင်းလို့ခေါ်ပါတယ်အများလဲအဲ့လိုပဲခေါ်တာပါကျွန်တော်ဒီမှာကတော့ပွဲစီစဉ်နဲ့ပွဲဖြစ်မြောက်ရေးပေါ့လေဖြစ်မြောက်ရေးအတွက်ကျွန်တော်စီစဉ်နေဖြစ်ပါတယ်အမှဒီမှာပြသရေးမဲဆောက်မြို့ပေါ့နော်သူကလက်မရောင်းတော့ကတော့နည်းနည်းရော့သွားတယ်ဗျာဘာဖြစ်လို့လဲဆိုတော့ကျွန်တော်တို့ကဒီငလင်ဘေးတန်နဲ့သွားတိုက်တာပေါ့လေကျွန်တော်တို့ကတော့ပွဲကဖြစ်မြောက်ရေးအတွက်ကျွန်တော်တို့စီစဉ်ထားတာကျွန်တော်တို့ကအမှန်မျိုးတလားကျော်လောက်ရှိနေပါပြီကျွန်တော်တို့ဒီမှာခမ်းမတွေပါလေငှားပြီးဖြစ်တဲ့အချိန်မှာပဲအခုကဒီငလင်ဘေးတန်တင်တာနဲ့ဖြစ်သွားတဲ့ခါကျတော့ကျွန်တော်တို့ကဒီလက်မရောင်းအားတော့နည်းနည်းရော့သွားပါတယ်လို့ငလင်နဲ့တိုက်တဲ့အတွက်ကြောင့်လေအဲ့လိုမျိုးအဲ့တော့ကျွန်တော်တို့ကလက်မ1000လောက်မှန်းထားပြီမဲ့နှစ်ပွဲပေါင်းပေါ့လေလက်မ1000လောက်800 1000မှန်းထားပြီမဲ့အခုကတော့လက်မက300လောက်ပဲပတ်ဝန်းကျင်လောက်ပဲအဲ့လောက်ပဲရောင်းရပါတယ်အမှန်တကယ်ကတော့ပွဲကတော့စီစဉ်အမှန်တန်ခက်ခဲပါတယ်ကျွန်တော်တို့ဒီနေရာမှာဘယ်လိုပဲဖြစ်ဖြစ်ကျွန်တော်တို့ဒီလိုပွဲတစ်ပွဲကိုလုပ်ဖို့ဆိုတာတော့မလွယ်ပါဘူးဒါကျွန်တော်တို့လည်းသူများတွေလောက်သွားတဲ့ပုံစံနဲ့အနေဓာတ်ပေါ်မှာကြည့်ပြီးတော့ဒါတူတိတ်တိတ်နဲ့လာတယ်ပွဲကိုဒါကျွန်တော်တို့ကဖြစ်အောင်ပဲစီစဉ်ရတာပါအခက်ခဲတွေမျိုးစုံကြားပါပေါ့လေအခက်ခဲကတော့တော်တော်များများရှိပါတယ်ဒါကဘာလို့ဆိုတော့ဒီလိုမှကျွန်တော်တို့အဲ့လိုလုပ်ခွင့်မရှိပါဘူးပြသခွင့်နေပါတယ်အဲ့လိုပါကျွန်တော်တို့ကအခုပြပြီးတဲ့နိုင်ငံတွေလည်း3-4နိုင်ငံပြပြီးပါပြီအခုလောလောဆယ်တော့ကျွန်တော်တို့က US တို့ကနေဒါတို့အော်ဂျီတို့ကိုထပ်မံပြသဖို့အတွက်ကျွန်တော်တို့အဲ့ဒါလုပ်နေပါတယ်သူတို့လည်းမကြမတင်တဲ့အချိန်မှာပဲပြသဖို့စီစဉ်ရှိပါတယ်အဲ့လိုပြသတဲ့ခါမှာလည်းအများပြည်သူဝိုင်းဝန်းအားပေးကြပါဦးလို့ကျွန်တော်တို့ကတက်တဲ့အခါမှာလည်းကျွန်တော်အပြည့်အစွဲပြီးတော့အဓိကပြောချင်တာကတော့ဗျာကျွန်တော်တို့ကတော်လန်ရေးရမအောင်ရင်မဖြစ်ဘူးဗျာတော်လန်ရေးရအောင်မဖြစ်မှာအပြင်ကျွန်တော်တို့အကုန်လုံးပေါ့လေလူငယ်တွေရောအားလုံးကစုစုစည်းစည်းနဲ့လာလျင်ဆက်ရုံးမှာပဲတော်လန်ရေးရအောင်မှာဖြစ်ပါတယ်ကျွန်တော်တို့အခုသူတလူငါတမင်းနေနဲ့ဖြစ်လို့ကွဲပြားနေရင်လည်းတော်လန်ရေးရမအောင်နိုင်ပါဘူးအဲ့လိုကြောင့်ကျွန်တော်တို့အခုဒီလိုမျိုးပေါ့လေကျွန်တော်တို့ဒီလိုရမုံငွေရှာတဲ့ပွဲတွေကိုလည်းဝိုင်းဝန်းအားပေးကြဖို့ဆက်လက်ပြီးတော့လည်းကျွန်တော်တို့ပြသမယ်ဆက်လက်လည်းလှုပ်ဆောင်မှုအစီအစဉ်တွေလည်းရှိတဲ့အတွက်ကြောင့်အဲ့ဒါကိုဝိုင်းပြီးတော့အားပေးကြဖို့အဲ့ဒါမြေတရာခံလို့ပါတယ်အများပြည်သူကလည်းဝိုင်းဝန်းကူညီမယ်ကျွန်တော်တို့ဒီအကုန်လုံးလူငယ်တွေကလည်းအတူတူလက်တွဲပြီးတော့ရုံးမယ်ဆိုရင်တော့တော်လိုင်းရမကြမတင်ပါအောင်မြင်မယ်လို့ထင်ပါတယ်ရေတော်ဘုံအောင်